ရောင်တန်းဝင်စေမဲ့တစ်သီးအချိုပွဲ၃မျိုးရဲ့အထူးပြုလုပ်နည်းများအားလုံးပဲမင်္ဂလာပါထောက်ဝန်ပရိသတ်တို့နေကောင်းကြလားရှင်ဒီနေ့ဗီဒီယိုမှာတော့စားလို့လဲကောင်းရောင်တန်းနဲ့ဝင်စေမဲ့တစ်သီးအချိုပွဲ၃မျိုးရဲ့လုပ်နည်းလေးတွေကိုဖော်ပြပေးသွားမှာပဲဖြစ်ပါတယ်တစ်သီးတွေပဲတီးသန့်မစားခြင်းဘူးအချိုပွဲအနေနဲ့စားခြင်းနဲ့ဆိုရင်တော့ဒီဗီဒီယိုလေးကိုဆုံးအောင်ကြည့်လိုက်တော့နော်နံပါတ်1စပစ်သီးဂျယ်လီစပစ်သီးရဲ့ချင်းပြုံးပြုံးအရသာလေးကိုဂျယ်လီချိုချိုလေးဖြင့်ပြောင်းလဲလိုက်ရင်တော့ကလေးလူကြီးမရွေးချိုင်းနေတတ်နိုင်တဲ့စပစ်သီးဂျယ်လီလေးရလာပါပြီအရင်ဆုံးစပစ်သီးတွေကိုစပရိုက်အချိုရည်နဲ့စိမ့်ထားပေးပါအချိုရည်တွေကအမြုပ်တွေငြိမ်သွားတဲ့အချိန်မှာတော့စပစ်သီးတစ်လုံးချင်းစီကိုအခွန်ခွာပေးပြီးအခွန်တက်တက်အလုံးတက်တက်ပုံထားပေးရပါမယ်အခွန်တွေကိုတော့9မိနစ်ခန့်ပြုတ်ပေးပြီးအယောင်ကျွတ်လာတဲ့အခါမှာဂျယ်လီလုပ်ဖို့အမှုတ်ထုတ်လေးကိုဖောက်ထည့်လိုက်ပါပြီးရင်တော့ရောင်းမလေးနဲ့မှွေပေးပြီးအခွန်ခွာထားတဲ့စပစ်သီးတွေကိုထည့်ပေးလိုက်ပါရှင်နောက်တော့ပုံစံခွက်ထဲလောင်းထည့်ပေးပြီးအေးခန့်လိုက်ရင်တော့စပစ်သီးဂျယ်လီလေးရလာပါပြီကိုစားကျင်တဲ့လောက်အတုံးလေးတွေတုံးပြီးအချိုပွဲအနေနဲ့စားကြည့်နိုင်ပါတယ်ရှင်ကိုယ်တိုင်လှုပ်စားလို့အရသာကောင်းနေဆိုရင်တော့ homemade jelly လေးဖြစ်ရောင်းတန်းတစ်ခုထုတ်ကြည့်လိုက်တော့နော်နံပါတ်2 blueberry chocolate cake blueberry ကဒီအတိုင်းစားရင်တော့ချိုချိုချင်းချင်းလေးနဲ့စားလို့ကောင်းတဲ့အသီးတစ်မျိုးပါဒါကမှ chocolate နဲ့ဒင်းညင်တို့ရောဆက်လိုက်တဲ့အခါမှာအကောင်းဆုံးအချိုပွဲအနေနဲ့ပြောင်းလဲနိုင်မှာအသေးချပါပဲအရင်ဆုံးရေစစ်ဆေးထားတဲ့ blueberry တွေကိုလေးတောင်ပုံစံတိတ်တိတ်တက်တက်လေးစီးပေးလိုက်ပါပြီးရင်တော့အပေါ်ကနေ chocolate တွေဆန်ပေးပြီးအေးခံပေးထားရပါမယ် chocolate တွေအေးခဲသွားတဲ့အခါမှာ blueberry သီးတွေလည်း chocolate ခဲလို့အချက်လိုက်လေးဖြစ်လာတဲ့အခါဒင်းချင်းထပ်အုပ်ပေးပြီးအပေါ်ကနေနောက်ထပ် blueberry chocolate carry ကိုထပ်အုပ်ပေးလိုက်ပါပြီးရင်တော့နောက်တစ်ခေါက်ရေခဲတစ်တာတွေထည့်ပေးပြီးအေးခန့်လိုက်ရင်တော့အရသာရှိတဲ့ blueberry chocolate carry တွေရလာပါပြီ blueberry ရဲ့ချိုချိုချင်းချင်းလေးကို chocolate နဲ့ဒင်းချင်းတို့ပေါင်းဆက်ပြီးအကောင်ဆုံးအချိုပွဲလေးဖြစ်ကိုယ်တိုင်လှုပ်ရှားကြည့်လိုက်တော့နော်လွယ်ကူရိုးရှင်းပြီးလုံးရတာလည်းမခက်တာမလို့လိုက်လှုပ်ရှားကြည့်လို့ရတယ်လို့ရောင်တန်းတစ်ခုအနေနဲ့လည်းထုံရောင်းကြည့်လို့ရမယ်အချိုပွဲတစ်ခုဖြစ်တာမလို့မျှဝေပေးလိုက်ပါတယ်နံပါတ်3တရက်သီးဒင်းချင်း cream နောက်ဆုံးအချိုပွဲတစ်ခုကတော့တရက်သီးဒင်းချင်းရိုပါဒါကလည်းအရန်ကိုလွယ်ကူရိုးရှင်းပြီးစားလို့ကောင်းတာမလို့လုံနည်းလေးကိုမျှဝေပေးလိုက်ပါတယ်အရင်ဆုံးတရက်သီးမဲ့တစ်လုံးကိုအလဲကနေထက်ချမ်းချမ်းထားပေးလိုက်ပါဒီအထက်ကမှတစ်ချမ်းကိုယူပြီးအပေါ်ကနေဒင်းချင်းလေးတုပ်ပေးရပါမယ်ဒီမှာတည်းတရက်သီးဒင်းချင်း cream လေးရပြီဆိုပေမဲ့ဒီအချိုပွဲရဲ့အသက်ကတော့ကြာမသေးရဲ့ရှင်ဒါကတော့ဒင်းချင်း cream တုပ်တရက်သီးအချမ်းပေါ်မှာကျွဲကောသီးကိုဂျင်းနဲ့ပပလေးချစ်ပေးပြီးတင်ပေးလိုက်ရင်တော့ပြည့်စုံတဲ့တရက်သီးအချိုပွဲလေးတစ်ခုဖြစ်သွားပါပြီအင်မတန်လွယ်ကူရိုးရှင်းတဲ့အချိုပွဲတစ်ခုမလို့အိမ်မှာလိုက်လို့စားကြည့်လို့ရတယ်လို့ homemade အချိုပွဲလေးအနေနဲ့လည်းရောင်းချလို့အဆင်ပြေနိုင်တာအသေးချပါပဲအချိုပွဲကိုချိုချိုအီကြီးမစားချင်ဘူးဆိုရင်တော့ချိုချိုချင်းချင်းလေးနဲ့လန်းဆန်းသောစီမဲ့တရက်သီးဒင်းချင်း cream လေးကတော့အသင့်တော်ဆုံးပါပဲနော်ပရိသတ်တို့ရဲ့ဒီအချိုပွဲတွေထဲကဘယ်အချိုပွဲလေးကိုအကြိုက်တွေ့ဆုံးဖြစ်မလဲဆိုတော့ comment မှာပြပြခဲ့ပါအောင်ရှင်အဆုံးလေးကြည့်ရှုပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ဆက်လက်ပြီးလွယ်ကူရိုးရှင်းတဲ့မုံလုံးနည်းတွေအတွက်ကျမတို့ရဲ့ page ကို like and follow လေးလုပ်ခဲ့ကြပါအောင်နော်ပရိသတ်တို့တင်ဆက်စေချင်တဲ့ဟင်းလျာလေးရှိရင်လည်း comment မှာဝင်ရောက်ဆွေးနွေးပေးခဲ့ပါအောင်ရှင်ကျမတင်ဆက်ပေးခဲ့တဲ့ဟင်းလျာတွေထဲမှာဘယ်ဟင်းလျာကိုအကြိုက်ဆုံးဖြစ်မလဲရှင်နေ့ရက်တိုင်းအတွက်ပျော်ရွှင်ပါစေ